ဆက်လက်ရွက်ဆိုရင်ဘာကိုအရင်ပြေးမြင်လဲဟိုဒါရဲ့လို့တဲ့တူရီစားတဲ့အရာတာမရှိရဲ့အရွက်ဒါမှမဟုတ်ရေပဲများများပါတဲ့ကျွတ်ဆက်ဆက်အရွက်အဲ့လိုပဲထင်ကြတာများတယ်နော်ဒါပေမဲ့ဒီနေ့တော့အဲ့ဒီအမြင်ကိုလုံးဝပြောင်းပြန်လမ်းပြမဲ့အန်အောစရာအချက်တချို့ကိုပြောပြချင်ပါတယ်အများစုထင်နေကြသလိုပဲဆက်လက်ရွက်ကတကယ်ပဲအာဟာရတန်ဖိုးဘာမှမရှိတဲ့ကျွတ်ဆက်ဆက်ရေခဲသုံးလေးတွေလိုပဲလားဒီမေခွန်းကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့သူ့နောက်ကွယ်မှာကျွန်တော်တို့မတီးသေးတဲ့လူ့ဝက်ချက်တွေများရှိတယ်မလားဆိုတာတစ်ချက်ကြည့်လိုက်ရအောင်ဟုတ်ပါတယ်အဲ့ဒီရထင်ကတစ်စိတ်အပိုင်းတော့မှန်ပါတယ်ဆက်လက်ရွက်လဲ95%လောက်ကရေဓာတ်တချိပဲလေအဲ့ဒါကြောင့်လဲလူတွေကသူ့မှာအာဟာရမရှိဘူးလို့ထင်ကြတာပေါ့ဒါပေမဲ့အဲ့ဒီတိုင်းပဲဆိုတာကအရေးကြီးတယ်ဘာလို့လဲဆိုတော့ကျန်နေတဲ့9%ဟုတ်ပါတယ်တေးသေးလေးလို့ထင်ရတဲ့အဲ့ဒီ9%မှာကျမရဲ့အတွက်အမကောင်ကအကျိုးပြုတဲ့အစွမ်းထက်ပစ္စည်းတွေအပြည့်နဲ့ရှိနေတာပါကဲအဲ့ဒီ9%ရဲ့လျှို့ဝှက်ချက်ကပါလဲအဲ့ဒါကတော့ phytochemicals လို့ခေါ်တဲ့ဂျပန်တွေပါပဲကဲဒီနာမည်ကြီး phytochemicals တွေကပါပဲလေဘလောက်တောင်အစွမ်းချက်တလဲဆိုတာကိုအသေးစိတ်ဆက်ပြီးလေ့လာကြည့်ကြရအောင် phytochemicals ဆိုတာနာမည်ကတော့ခက်နေနော်ဒါပေမဲ့အလွယ်ဆုံးပြောရရင်တော့အပင်တွေရဲ့ကိုယ်ခံအားစစ်နဲ့လို့ပြောလို့ရတယ်အပင်တွေကိုယောဂဗျာတွေကနေသူတို့ကိုယ်သူတို့ကာကွယ်ဖို့သုံးတဲ့ဒိုင်းကာတွေပေါ့အဲ့ဒီဒိုင်းကာတွေကိုကျွန်တော်တို့ကစားလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်ပါအကျိုးကျေးဇူးတွေအများကြီးပေးစွမ်းနိုင်တာကိုတွေ့ရတယ်ဆက်လက်ရွက်ဆိုပြီးတစ်မျိုးတွေရှိတာမဟုတ်ဘူးနော်ကျွန်တော်တို့တွေးနေကြ iceberg, butterhead, loose leaf နဲ့ romaine ဆိုပြီးအမျိုးအစားတွေအများကြီးရှိပါတယ်အရေးကြီးတာကဒီအမျိုးအစားတဲ့ပုံမူတည်ပြီးတော့သူတို့မှာပါတဲ့အာဟာရတန်ဖိုးကလည်းအနေနဲ့အများကွာခြားသွားတယ်ဆိုတာပါပဲအထင်ရှားဆုံးဥပမာတစ်ခုပေးရရင်ဆက်လက်ရွက်အနီနဲ့အစိမ်းပေါ့သူတို့နှစ်ခုပါကွာလဲဆက်လက်ရွက်အနီကသူ့ရဲ့အနီရောင်ကို anthocyanins လို့ခေါ်တဲ့အတွက်ပေါင်း3မျိုးကနေရတာပါအဲ့ဒီတက်ကဓာတ်တိုးစန့်ကျင်ကုန်သက်သည့် antioxidant အင်မတန်မြင့်မားတယ်ပြောရရင်ခန္ဓာကိုယ်ကိုဖျက်ဆီးစေတဲ့အရာတွေကနေကာကွယ်ပေးတဲ့နေရာမှာပိုပြီးအစွမ်းထက်တာပေါ့ဆက်လက်ရွက်အစိမ်းမှာတော့ chlorophyll ဓာတ်ပိုများတယ်အဲ့ဒါကတော့အပင်ဒီနီရောင်ကြီးကနေအစာချက်ဖို့အတွက်မရှိမဖြစ်လို့အတဲ့ justin တစ်ခုပေါ့ကဲဒီလောက်အစွမ်းထက်တဲ့ဓာတ်တွေအကြောင်းသိပြီဆိုတော့သူတို့ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါဘယ်လိုခရီးဆက်ကြတယ်လဲဘယ်လိုအလုပ်လုပ်ကြတယ်လဲဆိုတာကိုတစ်ဆင့်ချင်းလိုက်ကြည့်ကြရအောင်ကျွန်တော်တို့စားလိုက်တဲ့စလက်ရက်ထဲမှာတူလုံထော်ရဲ့အဖိုးတန်အာဟာရဓာတ်ကြီးကိုထုတ်ယူဖို့အတွက်အဓိကတော့ချက်ကတော့ကျွန်တော်တို့ရဲ့အစာချေစနစ်ပါပဲအစာချေစနစ်ကမှဒီအာဟာရတွေကိုလော့ခွင့်ပေးတယ်လို့မျိုးထုတ်ယူပေးတာပါဒီခရီးစဉ်ကအဆင့်၄ဆင့်ကတွားပါတယ်ပထမဆုံးအဆင့်ကတော့ဘားဆက်နဲ့အစာအိမ်ပေါ့ကျွန်တော်တို့ဝါးလိုက်တာနဲ့အစာအိမ်တွေက acid တွေကအပင် cell တွေကိုစပြီးဖြိုခွဲလိုက်တယ်အဲ့ဒီမှာ phytochemical တွေစထွက်လာပြီးဒုတိယအဆင့်ကတော့ဥသိမ်ပါဒီနေရာမှာတော့ enzyme တွေကအစာတွေကိုတေးသေးချာချာခြိဖြတ်ပြီးအာဟာရဓာတ်ပေါင်းအများစုကိုထုတ်လွှတ်ပေးလိုက်တယ်တတိယအဆင့်ဥမကြီးတဲ့ရောက်တဲ့အခါမှာတော့မကြီးနဲ့သေးတဲ့ဓာတ်ပေါင်းတွေကိုဥလန်းကြောင်းတွေကအကျိုးပြုဘက်တီးရီးယားလေးတွေကနေပြီးတော့ခန္ဓာကိုယ်ကစုပ်ယူလို့ရတဲ့ metabolites ဆိုတဲ့အရာတွေအဖြစ်ပြောင်းလဲပေးလိုက်ပြန်ရောနောက်ဆုံးအဆင့်ကတော့အဲ့ဒီလိုထွက်လာတဲ့မြတ်ဓာတ်ပေါင်းတွေ metabolites တွေကိုသွေးကြောထဲကနေစုပ်ယူပြီးဒီကိုယ်လုံးကိုပြန့်နှံ့ညှုပ်ရှိသွားစေတာပါပဲဒီလုပ်ငန်းစဉ်တစ်ခုလုံးကအရန်အရေးကြီးတဲ့အချက်တစ်ခုကိုဆုံးဖြတ်ပေးပါတယ်အဲ့ဒါကတော့ bio availability ဒါမှမဟုတ်ဇီဝအသုံးဝင်မှုပါပဲဆိုလိုတာကအာဟာရတစ်ခုကိုစားလိုက်ရုံနဲ့မပြီးဘူးခန္ဓာကိုယ်ကအဲ့ဒီအာဟာရကိုဘယ်လောက်ရာခိုင်နှုန်းအထိအမှန်တကယ်စုယူပြီးအသုံးချနိုင်တယ်လဲဆိုတာကမှအဓိကကြတာပါဟုတ်ပြီအခုဆိုရင်ခန္ဓာကိုယ်ကဒီ phytochemicals တွေကိုစုယူနိုင်ပြီဒါဆိုရင်ရောဘယ်လိုမျိုးလက်တွေ့ကျရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကိုစစ်ပြီးကြည့်လိုက်ကြရအောင်တစ်ပန်ကြီးကြလေးလာမှုတွေအရာတော့ဆက်လက်ရွက်ကနေရတဲ့အကျိုးကျေးဇူးတွေကအများကြီးပဲနှလုံးကျန်းမာရေးကိုအထောက်အကူပြုတာကနေကင်ဆာကိုကာကွယ်ပေးနိုင်တာစီချိုးကိုထင်းညီပေးတာဦးနှောက်ဆဲတွေကိုကာကွယ်ပေးတာအထိတော်တော်လေးကျေပြန့်တာကိုတွေ့ရပါတယ်ပထမဆုံးနဲ့အထင်ရှားဆုံးတစ်ခုကတော့နှလုံးကျန်းမာရေးကိုကာကွယ်ပေးတာပါဆက်လက်ရွက်ထဲမှာပါတဲ့ကြွက်ပေါင်းတွေကသွေးထဲကမကောင်းတဲ့ cholesterol LDL တွေကိုချော့ချပေးတယ်ပြီးတော့အဲ့ဒီ LDL တွေကသွေးကြောနိုင်ရည်ဒီမှာအနီးကျပြီးသွေးကြောချင်းစေတဲ့တတိုးချင်းချစ်စဉ်ကိုလည်းကာကွယ်ပေးနိုင်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကကင်ဆာကိုဆန့်ကျင်နိုင်တဲ့အာနိသင်ပါအထူးသဖြင့် polyphenols နဲ့ chlorophyll လို့ကြွက်ပေါင်းတွေက antioxidant တွေအဖြစ်လွတ်ဆောင်ပြီးကျွန်တော်တို့ရဲ့ DNA ကိုပျက်စီးခြင်းကနေကာကွယ်ပေးတယ်ဒါ့အပြင်ကင်ဆာဆဲတွေကြီးထွားပြောင်းသွားတာကိုလည်းဟန်တာပေးနိုင်တဲ့အစွမ်းသတ္တိတွေရှိနေပါတယ်စီးချိုယောဂရှိသူတွေဒါမှမဟုတ်ကာကွယ်ခြင်းတဲ့သူတွေအတွက်လည်းဆက်လက်ရက်ကအကျိုးရှိပါတယ်လက်ချွေချန်တဲ့လိုချက်ပေါင်းတချို့ကကျွန်တော်တို့စားလိုက်တဲ့ကစီဓာတ်တွေသွေးထဲကိုမြန်မြန်မရောက်အောင်ဖြိုခွဲမှုကိုနှီးဝေးစေတယ်
အထူးတစ်ဖြင့်ဆက်လက်ရအနီမှာပါတဲ့ anthocyanins တွေက insulin နဲ့လို့ဆောင်ချက်ကိုပိုပြီးထိရောက်အောင်ကူညီပေးနိုင်ပါတယ်။ဒါရဲ့အပြင်ကခြားအကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်။ဥပမာဦးနှောက်ဆဲလ်တွေကိုပျက်စီးခြင်းကနေကာကွယ်ပေးတာမျိုးကိုယ်ခံအား system ကိုလိုအပ်တယ်လို့ထိန်းညှိပေးတာမျိုးပြီးတော့အသေးကိုအစိတ်ထုတ်တဲ့အတန်ကနေကာကွယ်ပေးနိုင်တာမျိုးတွေလည်းပါဝင်ပါတယ်။ ကဲဒီလောက်အချက်အလက်တွေတည်ပြီးတဲ့နောက်မှာတော့နောက်တစ်ခါဆက်လက်ပန်းကန်ကိုမြင်ရင်အထဲကဆက်လက်ရွက်တွေကိုအရင်ကလိုအမျိုးမျိုးနဲ့ကြည့်လို့ရတော့မှမဟုတ်ပါဘူးရှုထောင်အသစ်တစ်ခုနဲ့ပြန်သုံးသက်ကြည့်ဖို့အချိန်တန်ပါပြီ2020ခုနှစ်က Antioxidants Journal မှာဖော်ပြခဲ့တဲ့သူတည်တနတ်တစ်ခုမှတောင်ဒီလူအတိအလင်းပြောထားပါတယ်။ဆက်လက်ရွက်ဟာ phytochemicals တွေရဲ့အရေးကြီးတဲ့တဘာဝအရင်းမြစ်တစ်ခုဖြစ်ပြီးကျန်းမာရေးအတွက်အရေးပါတဲ့အာဟာရဓာတ်တွေကျွဲဝစွာပါဝင်တဲ့ဆိုပြီးတော့ပေါ့ ဆိုတော့အချုပ်ပြောရရင်ဆလရီရက်မှာပါတဲ့အဲ့ဒီ9%ဆိုတာကအမြင်ထက်တက်တယ်မဟုတ်တော့ပါဘူးဒါဟာကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်နောက်ွယ်ကနေတိတ်ကလေးအလုံးလုံးပေးနေတဲ့ရှုပ်ထွေးပြီးအစွမ်းထက်တဲ့ဓာတုစက်ယုံလေးတစ်ခုလိုပါပဲကျစ်ဆက်တဲ့ရေဆိုတဲ့အမြင်ကနဲ့အာဟာရဗန်တိုက်ဆိုတဲ့အမြင်ကိုပြောင်းလဲဖို့အချိန်တန်ပြီလို့ဆိုရမှာပါနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ညီကုန်းချုပ်ချင်ပါတယ်တာမန်ဆက်လက်ရွက်တရက်လေးမှာတော့ဒီလောက်တောင်အစွမ်းထက်တဲ့အာဟာရတွေပုံရှိုးနေရဆိုရင်ဆက်လက်ပန်းခံတဲ့ကြတဲ့ဟင်းတီဟင်းရွက်တွေမှာတော့ဘယ်လိုအောင်စရာကောင်းတဲ့ကျန်းမာရေးကြိုးချင်းစုတွေထပ်ပြီးရှိနေနိုင်အောင်မလဲ